မင်းအနောက်ကတကောက်ကောက်လိုက်နေမှအချစ်လို့ထင်နေလားတခါတော့ကနှစ်ယောက်လုံးအတူတူရေမောခဲ့တဲ့အချိန်တွေရှိခဲ့တယ်အချစ်ဆိုတာအတူရှိနေခြင်းပဲလို့ထင်ခဲ့ကြတယ်မခွဲနိုင်ဘူးလို့ယုံကြည်ခဲ့ကြတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှတယောက်ရဲ့နှလုံးသားထဲမှာပြောင်းလဲမှုတွေဖြစ်လာတယ်နီးနီးကပ်ကပ်ရှိပေမဲ့အဝေးကြီးလိုခံစားရလာတယ်သူကတော့လက်မလျှော့ခြင်းဘူးတကောက်ကောက်လိုက်နေပြီးအချစ်ကိုမပြောက်သွားစေခြင်းခဲ့တယ်ဒါပေမဲ့အချစ်ဆိုတာတစ်ဖက်လူကိုဖက်တွယ်ထားခြင်းမဟုတ်ဘူးတစ်ဖက်လူပျော်ရွှင်နိုင်ဖို့ကိုပဲစဉ်းစားပေးနိုင်ခြင်းပါတချို့အချစ်တွေကအနားမှာထားခြင်းမဟုတ်ဘူးအမှန်တကယ်ချစ်ရင်နာကျင်ပေမဲ့အဝေးကိုပြေးထွက်ပေးရဲခြင်းပါသူကတော့တယောက်တည်းကြံခဲ့တယ်ဒါပေမဲ့နှလုံးသားထဲမှာတော့သူ့အချစ်ကမလျော့သွားဘူးပိုင်ဆိုင်ခြင်းမရှိပဲချစ်နိုင်သွားခဲ့တယ်ဒါကြောင့်အနောက်ကတကောက်ကောက်လိုက်နေမှအချစ်မဟုတ်ပါဘူးအဝေးကြီးကိုပြေးထွက်ပေးရဲတာလဲအချစ်ပါပဲတချို့အချစ်တွေကပိုင်ဆိုင်ခြင်းမဟုတ်ဘူးနားလည်ပေးခြင်းပဲဒီလို story လေးတွေဆက်ကြည့်ချင်ရင် like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့